ဆက်စတိုင်ကသူ့အဖေကနက်လက်ချီကိုခိုးတာနဲ့ဇလန်းစပြီးသူ့အဖေကတီးပြီးနောက်လိုက်ဖမ်းတဲ့ဇက်ကစပုတ်စီးပြီးလိုင်းထွက်နေအဖေကလည်းရဲအတန်နဲ့နက်လက်ချီကိုဖြုတ်ဖို့ပြောနေတဲ့ဇက်ကမနားထောင်ဘူးနက်လက်ချီကမျက်နှာဖုံးပုံရှိတဲ့အမောင်တိန်တစ်ခုဖန်တီးပေးတယ်ဒါပေမဲ့သူကဒီဟာကိုမိုးရသည်တစ်ခုလိုထင်နေတယ်သူ့အဖေကနက်လက်ချီကိုဖြုတ်ဖို့ဆက်ပြောနေသေးပေမဲ့ဇက်ကမနားထောင်ဘူးပြီးတော့တကားတစ်ခုပြန်ဖွင့်ပြီးသူ့ကိုဆွဲသွားခဲ့တယ်သူကကိုပြောတယ်အဲ့ဒီဘက်ကိုသာရောက်ရင်ယုံပါပဲလို့ဒါပေမဲ့လက်စွပ်ကသူ့ကိုဆွဲဆောင်နေတယ်သူရေကူးပြီးလုံကြုံရကိုရောက်တယ်ပြီးတော့သူ့ရဲ့စတရီမာတွေအနှဲငယ်ကြံခဲ့တယ်လို့ပြောတယ်သူ့ကိုသူမမြင်ရတဲ့နေရာလေးမှာရှိနေတာတီးပြီးခဏအကြာမှာဒေါကွန်တကောင်သူ့ကိုလာနေတာမြင်တယ်ရေထဲကခွဲခင်တကောင်ထွက်ပြီးဒေါကွန်ကိုစားသွားတယ်လက်စွပ်ကလှေတလေကိုတတိပေးတယ်လှေကဇက်ကိုစီလာတယ်ဇက်ကတော့ခွဲခင်ကနေပြေးသွားတယ်မစ္စတာစကူလီဗာကရွှေသွားကိုခေါ်ပြီးဘာယူပင်လယ်မှာအရန်ဟောင်းတစ်ခုရှိနေပြန်တာကိုခံစားရတယ်လို့ပြောတယ်ရွှေသွားကပင်လယ်ရဲ့နေရာတိုင်းကိုရှာဖွေပြီးမစ္စတာစကူလီဗာစီပြန်ပေးမယ်လို့ကတိပေးတယ်ဇက်ကတော့ကရာကင်ကနေသွားပြေးနေရင်တင်မောတစီကိုမြင်တဲ့ဇက်ကတင်မောကိုအချက်ပြပြီးတင်မောက